ကနေ့ထိမ့်သိမ်းမြဝေနန်းစဉ်မွေမဟာဂီတအစီအစဉ်ကနေတင်းဆက်မဲ့တေးတချင်းကတော့ကြောက်ဖွဲ့ဖုံးနှန်းအစချီကျိုးတချင်းဖြစ်ပါတယ်။အလောင်းမင်းတရားကြီးမူးမြစ်ကိုဆယ်တော်မူစဉ်တေးပညာရှင်ကြီးဆရာနှုံးရေးသားထားသောညွန့်မောင်းကျိုးလို့ဂီတဝိသောသနီကျမ်းမှာဖော်ပြထားတာကိုလေ့လာတွေ့ရှိရပါတယ်ရှင်။နွေရာသီကာလသို့ကူးပြောင်းလာပြီဖြစ်တော်လဲရေရှားပါသည့်ဘေးမှာကင်းဝေးစေခြင်းကဆန်ရည်စပါးပေါ်များစေခြင်းကနှစ်သက်ခါရေသွန်းလောင်းချိန်တွင်လည်းအေးချမ်းပျော်ရွှင်စွာဖြန့်ပတ်နိုင်စေခြင်းကမူးမြစ်ကြောင်းကိုဖျောက်ပြူးစွာစီးဆင်းအောင်ဆယ်ယူကြခြင်းဖြစ်ကြောင်းမင်းတရားကြီး၏ဖုံးတကူဖြင့်တိုင်းသူပြည်သားတို့ကလည်းအင်းတိုက်အားတိုက်ပါဝင်လှုပ်အားပြကြကြောင်းတို့ကိုရေးဆက်ဖွဲ့ဆိုထားတာဖြစ်ပါတယ်ဝလက်စည်းဝါးကိုတိခတ်ရကထူးခြားတဲ့ဟန်ထားဖြင့်ပုံဖော်တိခတ်ရတဲ့သချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်ကြည့်ရှုသူများအားလုံးနားဆင်ခံစားအားပေးကြပါစို့လားရှင်ကြောက်ဖွဲ့ဖုံးနှံဖြစ်ခဲ့ထူးဆန်းရန်သူဆိုကဝေတောင်းတိုင်ကြမင်းလောင်ကိန်းမောင်ကလာကူပြောင်းပေါလူမူကြောင်မူမြစ်တီရာချမ်းအေးကြည်စွာနန်းညာကံတို့ရောက်ချီလေးပြုံးတာဤဆောင်ကုန်းပေါင်းပြည်တို့ပေါင်းချီလေးကြောက်ဖွဲ့ဖုံးနှံဖြစ်ခဲ့ထူးဆန်းရန်သူဆိုကဝေတောင်းတိုင်ကြမင်းလောင်ကိန်းမောင်ကလာကူပြောင်းပေါလူမူကြောင်မူမြစ်တီရာချမ်းအေးကြည်စွာနန်းညာကံတို့ရောက်ချီလေးပြုံးတာဤဆောင်ကုန်းပေါင်းပြည်တို့ပေါင်းချီလေးကြံလေးခြင်းစီလေးခြင်းတဲလေးမင်းရှင်ကြံလေးခြင်းစီလေးခြင်းတဲလေးမင်းရှင်မြစ်ဆောင်ကမ်းနာမြစ်ဆောင်မြစ်ဆောင်ကမ်းနာပြည်ရွာတိုင်းငါဝါပြောတာလူမြစ်ဆောင်ကမ်းနာမြစ်ဆောင်ကမ်းနာပြည်ရွာတိုင်းငါဝါပြောတာလူရေမို့ဆံမြဝါပြောတာလူရေမို့ဆံမြဝါပြောတာလူ
ထိန်ထားရှာဖွေရာယာမမြလေးထနပြီလုံးသူရေးမှန်ကြတွေ့ယာမလေးထနပြီလုံးသူရေးမှန်ကြတွေ့နန်းနေမြေကဲမှာညာမကွာနန်းနေမြေကဲမှာညာမကွာပြောရစံကုန်တာယာစီပင်တော့ပြောရစံကုန်တာယာစီပင်တော့ကိမရီတော့ညမြူလံကိမတောင်ညာရီပါကျုံကိုရီတေးစားနေဝါလမ်းမလို့သိမ်းမြောင်ဆိုတော့ဦးလေးရီသိ